တို့နေတော့ကိုရဲငါပြောမလုံးပါနဲ့အတန်တန်ပြောတယ်မရအောင်မင်္ဂလာပါအေးဒီဂျစ်တယ်မာကတ်လို့ဖုန်းဆက်ပြီးတော့မင်းသားလုပ်ပေးမယ်မော်ဒယ်လုပ်ပေးမယ်မင်းကိုနာမည်ကြီးအောင်လုပ်ပေးမယ်လို့ခေါ်တယ်အခုကြည့်ငါတတိုင်းငါလုံးဆဲနေဖုန်းဆက်တယ်မော်လမြိုင်ကောင်အကိုရဲ့ရန်ကုန်မှာမလျှောက်ပါနဲ့တဲ့မော်လမြိုင်မှာလာလျှောက်ပါတဲ့ညောင်းနေမယ်တဲ့လျှောက်ပေါ်မင်းဘယ်လိုမလျှောက်ခိုင်းလဲဟုတ်ကျွန်တော်မင်းမအနေရခွေးမအပြူမလားပေးစားလိုက်ပါဒီကောင်းဆောက်ခွန်းမပေးပါဘူးဘာလို့လဲမသိတော့ကိုရဲမိမမရပါဘူးဆိုမှမွေလိုက်ပြန်ဟယ်လို Namaste ကြီးလက်လျှောက်တဲ့တခြင်းတွေကကိုရမအနေလားဟုတ်ပါတယ်ပါလေညီမကအိန္ဒိယပါညမတခြင်းတစ်ပုတ်ရှိရဲ့ဒီလားအဲ့ဒါအနေနဲ့တူရိုက်ချင်ဒါလို့တော့ပတ်စံပုံစံနေရတယ်ငါတို့မကူကဒီကွန်မင်းမင်းရမလားပေါ့ထုတ်လိုက်တော့ကမန်ငါတို့နောက်လူရှာပြီးလှုပ်လိုက်တော့ငါနဲ့လုံးမဖြစ်ဘူးလူရွေးတာဟိုမှာပါလားအဲ့ဒါရိုက်ဖို့အတွက်အနေကူညီပေးလို့ရမလားကြီးကူညီပေးလို့ရရင်ညီမခုချက်ချင်းအိန္ဒိယကနေထွက်လာခဲ့မယ်လေအနေနဲ့တွေ့ပြီးတိုင်ပင်ချင်းလို့အဲ့ဒါအနေရန်ကုန်မှာရှိနေမလားကြီးရပါတယ်ဘာကလေးတော့ကျွန်တော်ရန်ကုန်မှာရှိတယ်ကမန်ဟောနောက်တစ်ခုရှိတယ်စောက်မင်းရေညောင်းပြီးအောင်ရှောက်ပြီးလာခဲ့တယ်இதுதான் பாடல் அதுதான் பாடல் உன்னை பற்றி புதுசா பாடல் என் அழகான மனம் உன்னை பற்றி சொன்னால் உன்னை நான் மறந்து விட்டேன்